ကျွန်တော်တို့ကမ်မောင်မှာအားကစားလေ့ကျင့်ခန်းလုပ်ပြီးကျွန်တော်တို့အေးပြန်နေပါပြီ yes yes အားလုံးအဆင်ပြေကျွန်တော်ရဲ့ဗီဒီယိုလေးကို edit မလုပ်ဘဲနဲ့ဘာ edit မှမလုပ်ဘဲနဲ့ကျွန်တော်အဖြစ်မှန်တိုင်းပဲကျွန်တော်တင်မယ်အားလုံးစင်ပြီကျွန်တော်လည်းစင်ပြီအားလုံးစိတ်ချမ်းသာတော့ကြမယ်အဲ့ဒီတော့ဒီဘာလဲဒီရောကားလေးလာနေပါလေဒီကပ်ပါတောင်းရအကျယ်ပါဒီကပ်ပါ yes okay အရှိမကလေးစီးရုံကလေးလာပြီပြကလေးစီးဝေးရလာပြီကလေးစီးရုံလာတနာဘလိုရပြောတယ်အမှခေါင်းနေတယ်မှာhi thank you and you ဘာဖြစ်တယ်ညာဖြစ်တယ်ကျွန်တော်လည်းမသိဘူးကျွန်တော်အနေထားနဲ့ပဲသွားတာပဲအနေထားတော့သူဘာလို့ဆိုလိုတာလဲဒါပေမဲ့ပြန်ပြောဆိုမပြောတော့အဲ့လိုပေါ့ညာယူပါ good man yes 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 good tan ta okay ပါအဲ့ဆိုရင်အဲ့ဒါဆိုရင်အိမ်ပြန်ပါမယ်ဒီဆိုရင်ကျွန်တော်တို့မနက်ပိုင်းမနက်ခင်းလေးတစ်ချက်အဲ့ရမိုးလာနဲ့ရွာပြီးလို့ကျွန်တော်တို့ပလီမန်နမစတော်ကိုပြုလိုက်တယ်ပြီးတော့ကဲမောင်သွားပြီးရော night out နင်းစားတော့လင်းနေရညလုံးပွင့်အေးရောအေးပြန်ပြီးရောအေးပြန်ပြီးရောနင်းစားပြီးလားဟောအေးပြန်ပြီးနှုတ်စားလိုက်ပါဦးနှုတ်စားပြီးဘာမှမဟုတ်ပါဘူးညာပဲကောင်မလေးကိုကြည့်နေပါလားကောင်မလေးကရှက်နေပါလားအဲ့တော့ဟုတ်ပါလေဒါပါပဲအားလုံးအဆင်ပြေပါလေကျွန်တော်လည်းအဆင်ပြေပါလေအဲ့ဆိုရင်ဟုတ်ပါပြီ good အားလုံးနောက်ဆက်ပါကျွန်တော် subscribe နဲ့ and like and follow အကုန်လုပ်ပေးပါဟုတ်ပါအကောင်ပါgood bye bye thank you ဘလို့မှတော့မထားပါနဲ့ဒီဗီဒီယိုလေးအပြောတော့လို့စိတ်ချမ်းသာမှုတစ်ခုလို့ပဲကြည့်ပြီပါအားလုံးပြည့်စုံပါကျွန်တော်လည်းပြည့်စုံ good bye bye thank you bye bye